အမထင်ပဲနဲ့ကြေးဘူးကြတဲ့ပုံစံလေးကိုပြမယ်ဒီမှာကြေးဘူးကြထားတဲ့ပင်ပေါ့နော်အဲ့တော့မထင်ဘူးစိတ်လန့်ဆုပ်ပြေပြီးတော့လေမှကြည့်တွေ့လားအရွက်လို့မရှိတော့ဘူးဒီမှာဆိုလို့ရှိရင်ကျွန်တော်ပြမယ်တိတိတတ်တာလေးဖြစ်သွားဘူးနော်ခဏကျွန်တော်တွေ့ထားတဲ့ပင်ရှိတယ်ဒီမှာဒါလေးကဟိုလူလိုက်မေးဒီလူလိုက်မေးနေတာဒါကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်မိတ်ဆွေတွေပေါ့နော်ကိုကမသိဘူးဟိုလူလိုက်မေးဒီလူလိုက်မေးတဲ့ခါကျတော့ဖြေတဲ့လူတွေလည်းမအားကြဘူးဆိုလို့ရှိရင်ဒါ2ရက်ကနေ3ရက်3ရက်ကနေ4ရက်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ပင်ပဲပြည့်စည်တတ်တယ်ပေါ့နော်ဒါကြောင့်မလို့ခြံထဲဝင်ပြီဆိုတာနဲ့ကျွန်တော်ဝါဆက်လေးရှိမှကြေးဖို့ကြတာမဟုတ်ဘူးပေါ့နော်ပင်နာကိုဝင်ပြီဆိုတာနဲ့ရှိမှဝါဆက်လေးနည်းနည်းဖြစ်မှကျွန်တော်တို့ကြေးဖို့ကြတာမဟုတ်ဘူးပေါ့အဲ့တော့ပင်တပင်ကကျွန်တော်တို့ရွက်ကကျွန်တော်တာမန်ထက်ပို့ပြီးတော့ရွက်ကကျွေးတယ်ဆိုရင်တော့အဲ့ဒီရွက်ကိုကျွန်တော်တေချာလေးရှေ့ရတော့ရတေချာလေးကြည့်ပြီးတော့ဖြေရှာလို့ရတာပေါ့နော်ဒါလေးကိုကျွန်တော်လာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘာမှလည်းမသိဘဲနဲ့ကျွန်တော်အရွက်တအားကျွေးတယ်ဆိုပြီးတော့ဟိုလူလိုက်မေးဒီလူလိုက်မေးတဲ့ခါကျတော့ဖြေတဲ့သူတွေကလည်းမအားဘူးဆိုလို့ရှိရင်ဘယ်သူမဆိုဘောနော်ဒါကတော့အကုန်လုံးနားလည်ပေးပါတယ်ဖြေမေးတဲ့လူတွေလည်းနားလည်ပေးပါတယ်ဖြေတဲ့လူတွေလည်းနားလည်ပေးပါတယ်ဒါအကုန်လုံးနဲ့ကိုမအားကြတဲ့ခါကျတော့အဲ့တော့ဆောက်ရှုံးမှုတွေဖြစ်လာတဲ့ခါကျရင်ဘယ်သူဟာဆောက်ရှုံးလဲဆိုတော့ကိုဟာပဲကိုဆောက်ရှုံးကြတာပေါ့နော်ဒါကြောင့်မလို့ဘယ်လိုလက္ခဏာလေးရှိလဲဒီမှာဆိုလို့ရှိရင်သူ့ရဲ့လက္ခဏာ2မျိုးရှိတော့နော်ကြွေထားတဲ့လက္ခဏာ2မျိုးရှိတယ်ကျွန်တော်ကြေးပိုးကြောက်ကြွေထားတဲ့လက္ခဏာရှိတယ်လို့ဒီမှာလဲလက္ခဏာ1မျိုးရှိတာပေါ့နော်ဒါကဘာဖြစ်တာလဲဆိုတာလေးပါကျွန်တော်တခါတည်းမျှဝေပေးပါမယ်โอเคဒီမှာဆိုလို့ရှိရင်တော့ဒီမှာကြည့်ဒါစာစုထားတဲ့ပင်ပေါ့နော်စာစုထားတဲ့ပင်ဒီမှာဆိုလို့ရှိရင်ဒါကြေးပိုးမရှိဘူးဒါကရေညှိတက်နေတာပေါ့နော်ဒီမှာရှေ့ကကြည့်ဆိုလို့ရှိရင်ဒါဘာမှလည်းမရှိဘူးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါနောက်ကြောမှာကျွန်တော်ကြည့်ရမယ်ဒီမှာကြည့်ဖို့လေးဒါရှေ့ကလက္ခဏာမတွေ့ဘူးပေါ့နော်ဒီမှာနောက်ကြောမှာကြည့်တရွတ်ထဲလားဆိုတော့မဟုတ်ဘူးတရွတ်ထဲမဟုတ်ဘူးဒီမှာကြည့်ရှေ့မှာလက္ခဏာမရှိဘူးဒါကကျွန်တော်တန်ကြီးမို့နည်းနည်းရှိတယ်ဒီမှာတန်ကြီးမို့ဒီမှာကြတော့ကျွန်တော်ရေညှိလို့ပုံစံမျိုးပေါ့နော်ဒါကကျွန်တော်စာစုထားတဲ့ခါမှာပေါ့နော်အဲ့လိုမျိုးဒီမှာကြည့်နောက်ကြောမှာတွေ့တာကြည့်ဖို့အဲ့လိုမျိုးရှိတယ်ဒီမှာလည်းကြည့်ဒီမှာကြည့်ဖို့လေးတွေ့တာအဲ့လိုမျိုးဒီမှာကြည့်ဘာမှမရှိဘူးရှေ့မှာအဲ့လိုမျိုးဒီမှာကြည့်ဒီရွက်ဆိုရင်ဘာမှမရှိဘူးဒီမှာကြည့်ဖို့အဲ့လိုမျိုးလေးရှိတာပေါ့နော်ဒီမှာကြည့်ခဏကျွန်တော်ပြတဲ့ရွက်ရှေ့လက္ခဏာဘာမှမရှိဘူးဒီမှာကြည့်ဖို့ပြီးတော့ဒီမှာကြည့်ဖို့နော်အဲ့လိုမျိုးလေးကြည့်ဖို့ဆိုတာလေကျွန်တော်တို့ရွက်ကအဓိကပင်အောက်ကိုကျွန်တော်အခုလိုမျိုးဝင်လိုက်တယ်ပြီးတော့ရွက်ကကျွန်တော်လိုတာထက်ပို့ပြီးတော့ကြွေပြီးဆိုတာနဲ့ကျွန်တော်တို့ကဖြေရှာကြည့်ရတာပေါ့နော်ကိုယ့်ဟာကိုယ်ဖြေရှာကြည့်ကြေးပိုးဆိုတာတိတိတတ်တာကြီးသိတာပါဗောနော်ကြေးပိုးဆိုတာဒီမှာကြည့်နောက်ကျောမှာအဲ့လိုမျိုးရှိတယ်ကြေးပိုးကကြတော့လေတွေ့တာပြီးတော့ဒီမှာတွေ့တာကြေးပိုးဒီမှာကြည့်ကြေးပိုးနော်အဲ့လိုမျိုးကြေးပိုးဆိုတာအဲ့လိုမျိုးပြောတာဒါကလည်းတော်တော်မေးကြတာဗောနော်ကျွန်တော်မကြည့်ဒီရွက်ဆိုရင်တော့နည်းနည်းလေးသိတာနေတချို့ရွက်လေးတွေကကြေးပိုးကြရင်ရှေ့မှာအဲ့လိုမျိုးမဟုတ်ဘူးဒါပေမဲ့ဝါဇက်ပဲဒီလိုဝါဇက်တော့မဟုတ်ဒီမှာဝါဇက်က1မျိုးဒီမှာကြည့်ဖို့အဲ့ဒါလက္ခဏာ2မျိုးရှိတာပေါ့ကြည့်ဖို့ကြောက်ကြွေတဲ့လက္ခဏာလည်းရှိသလိုဒီမှာကကျွန်တော်တို့အမှုကြောက်ကြွေတဲ့လက္ခဏာလည်းရှိတယ်ဒီလိုမျိုးအဆက်လေးဖြစ်ပြီးတော့တွင်ရွက်ကကြွေပြီးဆိုတာနဲ့ဒါကလေအဲ့တော့ပြန်တုတ်သက်ဘာကိုပြန်တုတ်သက်ရမလဲဆိုတော့မိုးကျွန်တော်တို့စီမှာမိုးကဘယ်လောက်ထိရွာခဲ့တာလဲကျွန်တော်နောက်ကျောမှာကြည့်တယ်ဘာမှလည်းမရှိဘူးเนาะဒီမှာကြည့်သူ့ရဲ့အညာလေးကိုကြည့်ဒီမှာဒါဆိုရင်တော့ဒါကျွန်တော်တတ်မှန်ကြွေတာနဲ့မတူဒါမှုဖြစ်ပြီးကြွေတယ်ဆိုတာဒါတတ်မှန်ကြွေတာနဲ့မတူเนาะဒီမှာကြည့်တွေ့လားသူ့ရဲ့အညာပေါ့เนาะညာတာလေးကိုကြည့်ဒါမှုကြောက်ကြွေတာပေါ့เนาะကျွန်တော်တတ်မှန်ကြောက်ကြွေတာမဟုတ်ပါဘူးတကယ်လို့ကျွန်တော်ကြေးဘူးတို့ဒီမောပင်းကူနီတို့ဆိုလို့ရှိရင်ဒီညာဒီလိုမဖြစ်ဘူးပေါ့เนาะဒီလိုမဖြစ်ဘူးသူ့ရဲ့အညာဒီလိုမဖြစ်ဘူးဒီမှာညာတာကျွန်တော်မှုဖြစ်သွားတဲ့လက္ခဏာအဲ့တော့သူ့ရဲ့ရွက်မှာကြည့်ဒီမှာကြည့်ဒါကဒါဘာမှလည်းတူစဉ်းစားကြမလို့เนาะဒါကတော့မှုပေါ့เนาะဒါကြေးဘူးမဟုတ်ဘူးခဏကျွန်တော်ပြတာကတော့ကြေးဘူးဒါကမှုပေါ့เนาะဒီမှုတွေကကြတော့တော်တော်ကြီးလွယ်တဲ့အထဲမှာပါတဲ့မှုတွေပေါ့เนาะဒါကတော့ဘာမှလည်းစဉ်းစားကြရမလို့ဒါပေမဲ့
ဘာမှလည်းမဖြန်းမနဲ့ဒီတိုင်းတော့လှော့ထားလို့မရဘူးနော်လှော့ထားရတော့ဒါနဲနဲ့များတော့ကျွေတတ်တယ်ဒီဒါမှုပေါ့နော်လွတ်တကူခေါ်လို့ရှိရင်ဒါတော့မှုပဲဒီထဲမှာကျွန်တော်တို့သူ့ရဲ့လက္ခဏာကိုကျွန်တော်သူ့ရဲ့အမျိုးစားနောက်မှာကျွန်တော်မျိုးစုပ်ခေါ်လို့ရတယ်ကျွန်တော်နော်ဒါကကြတော့ကျွန်တော်မျိုးစုပ်ခေါ်လို့ရတယ်အများသောအဖြစ်ခေါ်ကြတာတော့ဒါ fight talk လို့ပုံစံမျိုးပေါ့နော်အဲ့တော့ပင်မာရေးပဲကျွန်တော် fight talk ဖြစ်တာမဟုတ်ဘူးနော်ဒါ US မှာလည်း fight talk ဖြစ်တတ်တာပေါ့နော်မိုးအရန်များသွားတဲ့ပုံစံပေါ့နော်ဒီကတော့ပင်တပင်ကကျွန်တော်ရေအရန်စုပ်ယူအားများတဲ့ခါကျတော့ဒီကျွန်တော်တို့ပင်စီမှာစောက်ယူများမယ်ပြီးတော့ကျွန်တော်ရွက်တွေတွင်ရွက်တွေပေါ့နော်ရေစောက်ယူအားများတဲ့ခါကျတော့ဒီထဲမှာကျွန်တော်တို့အမှုဆိုပြီးတော့ကျွန်တော်ခိုအောင်လာကြတာပေါ့နော်အဲ့လိုမျိုးဒါရေစောက်ယူအားများလို့ဖြစ်တဲ့လက္ခဏာပေါ့နော်မိုးကကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်4-5-6ရက်ဇက်တိုက်ရွာလိုက်တာပေါ့နော်တပတ်လောက်ရှိတာပေါ့နော်ဇက်တိုက်ရွာလိုက်တဲ့ခါကျတော့ဒီမှာအဲ့လိုမျိုးမှုဝင်သွားတာပေါ့နော်တွင်ရွက်တွေကအဲ့တော့ဒီလိုမျိုးဖြစ်ပြီဆိုရင်တော့ဒါဘာမှလည်းထွေထွေထူးစဉ်းစားကြရမလို့ဒီကတွင်ရွက်မှာအဲ့လိုဖြစ်ပြီဆိုရင်တော့ဒါမှုပေါ့ပေါ့နော်ဒါရွက်နောက်ကျော်မကြည့်ဘာမှလည်းမရှိဘူးဒါပေမဲ့ကြေပိုးကြတဲ့ခါကျရင်ရှေ့မှာအဲ့လိုမျိုးမဟုတ်ဘူးနော်မတူဘူးပေါ့နော်သူရဲ့လက္ခဏာကြီးကဒီမှာကျတော့မှုအဲ့တော့အဲ့လိုမျိုးဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်ဘာမှလည်းမစဉ်းစားနဲ့ဒီကတော့ကျွန်တော်ဆေးဥကတာမိုးတိတ်တာနဲ့ပေါ့နော်ကျွန်တော်ခွတ်ခါရတာနဲ့နေပွင့်တာနဲ့ကျွန်တော်ဆေးဥကတာဖြန်းချဆေးဥကကျွန်တော်ဖြန်းချလိုက်အဲ့လိုမျိုးဖြစ်ပြီဆိုလို့ရှိရင်မေးကြအောင်မယ်အဲ့လိုမှုတွေဖြစ်လာတဲ့ခါကျရင်ကျွန်တော်ဘာမှုဆေးကိုဖြန်းရတာလဲဘာမှုဆေးကကောင်းတာလဲပြီးတော့ဘာဆေးတွေဖြန်းရတာလဲမှုဆေးပဲဖြစ်ဘာဆေးပဲကျွန်တော်တို့မကောင်းတဲ့ဆေးဆိုတာမရှိဘူးအကုန်လုံးကောင်းကြတာပေါ့နော်ကျွန်တော်ယောဂဆိုပြီးတော့ကျွန်တော်တို့ကမှုဆိုပြီးတော့ကျွန်တော်မျိုးစုံကွက်ထွက်လာကြတာအဓိကကတော့မှုဆိုတာကျွန်တော်3မျိုးပဲရှိတာပေါ့နော်ကျွန်တော်မှုယောဂကြီးဆိုပြီးတော့စတီထွင်လာကြတဲ့ကိုကမှစပြီးတော့ပေါ်ပေါက်လာကြတဲ့ကနေပြီးတော့နော်မှုက3မျိုးပဲရှိပါတယ်ရွက်ကတ်မှုရဲ့ဖြူစာလေးရရဲ့ fight ထော့ရဲ့အဲ့ဒီ3မျိုးပဲရှိတာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်မှုဈေးကိုပေါ့နော်ကျွန်တော်ထွက်လာသမျှမှုဈေးတီကျွန်တော်အကုန်လုံးကျွန်တော်ဖြန်းလို့ရပါတယ်ဒါပေမဲ့အရင်ဖြစ်များတဲ့ခါကျရင်တော့ဒါတချို့မှုဈေးတွေနဲ့မနိုင်တာပဲရှိတာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးကျွန်တော် fight ထော့တို့ဒီနေထားလောက်နဲ့ကတော့ကျွန်တော်စိတ်တဲ့မှုဈေးကျွန်တော်ဖြန်းလို့ရတယ်နော်အရေးပဲဖြစ်အမုတ်ပဲဖြစ်ဒါပေမဲ့ဒီလိုဖြစ်တာတော့ဒါအမှန်တော့ပြောရမယ်ဆိုရင်ဒါအမှုတ်ကပိုကောင်းတာပေါ့နော်အရေးတဲ့အမှုတ်ကပိုကောင်းတယ်ဒီလိုမျိုးဖြစ်ပြီးဆိုရင်တော့မှုဈေးရုံးမိုင်းလို့ရှင်စိတ်တဲ့မှုဈေးကျွန်တော်ဖြန်းဒီလိုမျိုးဖြစ်သွားတဲ့ရွက်ကျွေသွားတဲ့ရွက်ကျွန်တော်ပြန်ပြီးတော့ကူးသားလို့မရဘူးဒါပေမဲ့ကျွန်တော်စိတ်တဲ့မှုဈေးနဲ့ပြန်အဲ့ဒီပင်ပေါ်မှာရှိနေတဲ့ရွက်တွေကကျွေတဲ့နှုတ်ကျွန်တော် short ချပေးလိုက်မှာပေါ့နော်ဒီမှုကျွန်တော်တက်ပေးလိုက်မယ်ဒါကြောင့်မလို့စိတ်တဲ့မှုဈေးနဲ့ပြန်လို့ရတယ်အဲ့တော့ဟိုမှုဈေးနောက်မှာခေါ်မှဒီမှုဈေးနောက်မှာခေါ်မှမဟုတ်ဘူးမှုဈေးဆိုလို့ရှိရင်အကုန်လုံးဖြန်းလို့ရတယ်ဒီကျွန်တော်တို့ဒီဟိုတာမှာကျွန်တော်တုံးနေဒီပါနုရမှုဈေးပေါ့နော်ဒီမက်ဒလင်စီယာရတယ်ကျွန်တော်မှုဈေးတွေတီထွင်လာတဲ့အခါမှာပေါ့နော်ကျွန်တော်မက်ဒလင်စီယာမှုဈေးတီကျွန်တော်တော်တော်များမှုဈေးမှာပါဝင်လာကြတာပေါ့နော်ကျွန်တော်တို့တုံးနေတဲ့ဒီတန်ကြီးမှုတို့ကျွန်တော်ဖြူဆက်လေးတို့ကျွန်တော်ဖြန်းတဲ့ဒီမှုဈေးဘက်ခီယိုဆိုတဲ့မှုဈေးပုံလေးပေါ့နော်အစေးရုပ်စက်ကူလေးနဲ့အဲ့ဒီမှုဈေးမှာဆိုလို့ရှိရင်အဲ့လိုပဲဒီဖြူဆက်လေးsorryဒီပန်းတို့ရပေါ့နော်ဒီမက်ဒလင်စီယန်ရဲ့ပြီးတော့ဖိုဖာမိုခါဆိုပြီးတော့ကျွန်တော်2မျိုးပေါင်းဆက်လာတာပေါ့နော်အဲ့ဒီထက်မှာလည်းကျွန်တော်မက်ဒလင်စီယန်မှုသေးပါတယ်အဲ့ဒီမှုသေးတော့ကျွန်တော်တော်တော်ကြိုက်တာပေါ့နော်ဒါအကုန်လုံးဖြန်းလို့ရတယ်ကျွန်တော်သူကနှစ်ခုဆက်ထားတာပေါ့နော်ဒါကြောင့်မလို့အဲ့ဒီမှုသေးဒါရမယ်ဆိုလို့ရှိရင်တော့ဒါပိုကောင်းတာပေါ့နော်အဲ့လိုမျိုးရှိတယ်မှုသေးဆိုပြီးတော့ကျွန်တော်ဟိုမှုသေးဒီမှုသေးခွဲထားတာတော့မဟုတ်ဘူးအကုန်လုံးဖြန်းလို့ရတာပေါ့နော်ဒါပေမဲ့ဒီလိုမျိုးဖြစ်တာတော့အဲ့ဒီမှုသေးကတော့တော်တော်ကောင်းတာပေါ့နော်ဒါကတော့ကျွန်တော်လက်ဆွဲသုံးလာတယ်မိုးဈေးလေးပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ရော့ကတခုကြာလာပြီဆိုလို့ချင်းဖြေရှာလို့ရတာပေါ့နော်ကိုကလည်းဖြေရှာလို့ရအောင်စောစောကျွန်တော်ပြောခဲ့တယ်လို့မျိုးပဲပုံရိပ်ပြီးတော့ဟိုလူမေးဒီလူမေးလာတဲ့ခါကျတော့မအားလို့မဖြေဘူးဆိုလို့ချင်းဒါချိန်ကြာသွားတဲ့ခါကြာရင်ကိုဟာပဲကိုဆုံးရှုံးကြတာပေါ့နော်ဒါမျိုးဆိုလို့ချင်းကျွန်တော်အခုလိုမျိုးကျွန်တော်ပြောပြတဲ့ခါလေးကိုပေါ့နော်တတိထားမိသွားတဲ့ခါကျတော့ဘယ်ချိန်မှာဘာဖြစ်လာလဲဆိုတော့ကိုဟာကိုနဲ့ကိုပြန်ပြီးတော့ပြန်ပြီးတော့တုတ်တက်လို့ရတာပေါ့နော်တုတ်တက်လို့ရတဲ့ခါကျတော့ကျွန်တော်မိတ်ဆွေတွေ့ကြလို့ရသွားတဲ့ခါကျရင်အခုလိုမျိုးပြန်ပြီးတော့ရင်တော့ကဖြစ်ခဲ့တဲ့ຢာတွေဖြေရှာကြည့်နောက်ထပ်ဖြစ်လာမယ့်ဟာလေးလည်းကိုယ်သိထားတယ်ဆိုလို့ရှိရင်ဒါကောက်ွယ်ကူးသားလို့ရတာပေါ့နော်ဒါကြောင့်အဲ့ဒါလေးလာရောညှို့ပြတာပါဟုတ်ကဲ့အဆင်ပြေကြပါလေ